အခုကြည့်နေတဲ့လူတွေမှာတနင်္ဂနွေသားသမီးလေးတွေပါရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါတနင်္ဂနွေသားသမီးလေးတွေကရဲရင်နဲ့ကိုယုံကြည်မှုရှိတယ်သိပ်ပြီးတော့မကြောက်တတ်ဘူးခီးသွားတာကိုအရန်ဝါသနာပါတယ်စိတ်ညစ်လာပြီဆိုလို့ရှိရင်သူတို့အရင်ဆုံးတွေးမိတတ်တာကခီးသွားဖို့ပါပဲတနင်္ဂနွေသားသမီးလေးတွေနဲ့ကြိုက်တယ်ဆိုလို့ရှိရင်တော့ passport တို့ခီးစိတ်ရိတ်တို့ကတော့ ready တာအမြဲတမ်းဆောင်ထားပါဘယ်အချိန်မှထသွားမလဲမသိနိုင်လို့ပေါ့နော်သူတို့ကမျက်လှဲတို့နံပိုင်းဆိုင်ရာနတ်တို့ဝိညာဉ်တို့သူတို့ကကိုယ်တိုင်လည်းစိတ်ဝင်စားသလိုနံပိုင်းဆိုင်ရာနယ်ပယ်တွေမှာလည်းသူတို့ကထူးချွန်ကြတယ်။ရလောကအကြောင်းရေးတဲ့စာရေးဆရာတို့အဲ့လိုတရေကဒါရိုက်တာတို့အဲ့လိုလူမျိုးတွေကတနင်္ဂနွေသားသမီးတွေများပါတယ်။စက်လီတော်တော်များများတနင်္ဂနွေတွေများကြပါတယ်။သူတို့ရဲ့ထူးခြားချက်ကလူသိများတယ်ထင်ရှားတယ်များတယ်မှာဆိုသူကထင်ပေါ်နေတတ်တယ်သူများကိုလည်းကူညီတတ်တဲ့စိတ်ရှိတာဖြစ်တဲ့အတွက်လူချစ်လူခင်များတယ်လို့လူမုန်းလည်းများတယ်တနင်္ဂနွေလေးတွေရှောင်ကြဉ်ရမယ့်ဟာကတော့မကြာခဏစိတ်ကောက်တာဖြစ်ပါတယ်တနင်္ဂနွေလေးတွေချစ်သူတွေဆိုရင်တော့ကိုယ့်ကိုယ်သာပြင်တာတနင်္ဂနွေလေးတွေကဖြတ်ထိုးညံအရန်ကောင်းတယ်ဟာသားညံရွှင်တယ်စကားပြောကောင်းတယ်ဆရာမပြောခဲ့တဲ့အချက်လေးတွေကငွေလေးပဲ2ယောက်လောက်မြောက်ကိုနဲ့တူပဲဆိုတာမှန်ခဲ့ပေးပါအောင်နောက်ဗီဒီယိုမှာလည်းဘယ်နေ့သားတွေအတွက်သိကျင်တယ်ဆိုတာလေးလည်းမှန်ခဲ့ပေးပါ